မင်္ဂလာပါကျွန်တော်ဒီနေ့ဒေါက်တာကြီးကိုရောက်လာတဲ့အကြောင်းကတော့ laser treatment လေးတစ်ခုရှိဖို့ပါပဲခါတိုင်းကတော့ကျွန်တော်ဆရာနဲ့အများအား treatment လေးလုပ်ဖြစ်ပါတယ်ကာဗွန် laser treatment ကိုလည်းကျွန်တော်အများအားလုပ်ဖြစ်ပါတယ်အဲ့လိုကျွန်တော်လည်းသဘောကျတယ်လေကျွန်တော်တို့ရုပ်ရှင်ရိုက်လို့အသားရည်ပျက်စီးသွားတာတို့တကယ်လို့ကျွန်တော်ကစားလို့ပေါ့နော်ခေါက်ပြိုက်လို့အသားရည်နေလောင်သွားတာတို့အလုပ်ကလေးတစ်ခုရှိလို့ရှိရင်ကြော်ညာတို့ဒါအနည်းပညာလုပ်လို့ရှိလို့ရှိရင်ကျွန်တော်အများအားကာဗွန် laser treatment ကိုလုပ်ဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့ upgrade version တစ်ခုဖြစ်တဲ့ Hollywood Laser Spectra ဆိုတဲ့ set တစ်ကိုဆန်းဖို့ပါပဲဒီ set တစ်ကကျွန်တော်တို့ set ဟောင်းနေနဲ့ဘယ်လိုကွာတယ်ပေါ့နော်အဲ့အကြောင်းလေးတွေကိုတော့ဆရာနဲ့တွေ့မှာပဲဆက်ပြီးဆွေးနွေးကြတာပေါ့အခုကတော့ before ပေါ့ပြီးရင်တော့ဒီ set ကြီးနဲ့ကျွန်တော်တို့စမ်းသပ်ပြီးသွားတဲ့အချိန်မှာ after ဘယ်လိုလာမလဲဆိုတော့စောင့်ကြည့်ကြပါဦးဒီလေးဒီတစ်ခေါက်လည်းရောက်လာပြန်ဒီတစ်ခေါက်ကတော့ဒီလေးပြောတဲ့ဒီ carbon laser treatment အတွက် set အသစ်ကြီးဆိုတော့လေအဲ့ကောင်လည်းစမ်းသပ်ခြင်းဒီလေးကြီးမှာတော့အများအားကိုကတော့အများလုပ်နေကြပါဒါပေမဲ့ဒီတစ်ခေါက်ကဒီ carbon laser treatment အတွက် set အသစ်ကြီးဆိုတော့ဒီလေးနည်းနည်းလေးရှင်းပြပါဟုတ်ကဲ့အခုနဲ့မတွေ့ရကြပြီအခုပေါ့နော်အခုပြန်တွေ့တဲ့အခါမှာဆိုလို့ရှိရင်တော့ငယ်ရွယ်နှုတ်ပြနေတော့မယ်ကိုယ်ငယ်ရွယ်နှုတ်ပြမှုတွေကဒီရဲ့ဒေါက်တာရဲ့အစွမ်းတွေပါအခုလည်း treatment တွေမလုပ်တာကြပြီဆိုတဲ့အခါကျတော့ကျွန်တော်လည်းအခုဒီမှာလည်းပေါ့နော်ဒေါက်တာကြီးမှာဒါ set တစ်တွေကတော့ရောက်တယ်ဒီ set တစ်တွေကမှဒါအကိုနဲ့အဆင်ပြေမဲ့Hollywood Spectra ဆိုတဲ့ set ပေါ့နော်အဲ့ set ရောက်တာနဲ့ဒါကျွန်တော်အကိုတတိယသွားပေါ့တတိယတဲ့အခါကျတော့ကိုလို့လာပြီးတော့မှဒါလုပ်ကြည့်ပါအောင်ပေါ့နော်ဒါခဏနေကြလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီ carbon treatment လေးစပြီးတော့မှယူကြတယ်ဟုတ်အဲ့တော့အခုကျွန်တော်လုပ်ပေးမဲ့ဒီ Hollywood carbon laser treatment ပေါ့နော်ဒါကတော့ဒါရိုးရှင်းရှင်းလေးပါပဲဒါအခုအရင်တုန်းကလည်းဒါမျက်နှာကိုဒါကျွန်တော်တို့ carbon လေးပေါ့ carbon powder ပေါ့နော်ဒီ carbon အုပ်ပြီးတော့မှဒါကျွန်တော်ဒါ laser ဖြစ်နေကြတယ်ဒါပေမဲ့အခုကတော့အရင်နဲ့အခုနဲ့မတူတော့ဒါစက်ကတော့ဒါအသစ်ဖြစ်သွားတယ်ဒါပို့ပြီးတော့မှဒါ upgrade ဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်ဒီcarbon laser ကိုပြစ်ပြီးရဲ့အခါမှာဆိုလို့ရှိရင်ဒါပို့ပြီးတော့မှဒါမျက်နှာအသားအရာကြီးကြီးလေးနဲ့ပို့ဖြစ်သွားမယ်ပို့ပြီး glow ဖြစ်မယ်အခုတော့မှအခုတော့ glow နေပြီဆိုတော့ဒီလေးရောက်လာမလို့ဆိုကွက်တီပဲကိုကခုကားရိုက်နေတာလဲတလားကြော်လောက်ကြာတယ်တလားကြော်လောက်ကြာတယ်ဆိုတော့မျက်နှာတော်တော်လေးကိုအစင်မပြေဖြစ်နေတာပေါ့နော်ဒီလေးကြီးလေးလာမယ်ဆိုတော့ဒီလေးကြီးကကြောင်းကြားရတယ်ဆိုတာလုံးပါနဲ့အတော်ပဲဆိုတော့လာလိုက်တာအခုပေါ့နောက်နေ့ဆိုလို့ရှိရင်ဒါရိုက်ကူးရေးတွေရှိအောင်လည်းထင်ဟုတ်ရှိအဲ့ဒါကြောင့်မို့လဲကျွန်တော်ဒီပေါ့ဒီ treatment လေးကအခုအတွက်အဆင်ပြေတယ်ပေါ့နော်ဟုတ်ကဲ့ဒါကျွန်တော်ဒီ carbon laser treatment လုပ်ပြီးတော့တဲ့အခါမှာဆိုလို့ရှိရင်အခုဒါရမလို့ပေါ့ချက်ချင်းကိုဒါပွဲတက်မယ်ဆိုလို့ရှိရင်ဒါချက်ချင်းကိုဒါပြင်ဆင်ပြီးတော့မှဒါသွားလို့ရတယ်။ဘာမှလို့မျက်နှာကအလိုညီတာရဲရတာမရှိဘဲနဲ့ပေါ့နော်ချက်ချင်းဒါ laser ပြစ်ပြီးတော့အခါမှာဒါတောက်ပပေါ့နော်ဘလို့ဖြစ်သွားတယ်ပေါ့အဲ့ဒါမနေ့ကတော့ပြောသေးတယ်ကိုတော်မပြောသေးတယ်မနေ့ကကြားလို့ရှိရင်လို့နောက်နေ့မှာလို့အခုကကြော်ညာလေးတခုရိုက်ချက်ရှိတယ်လို့အဆင်ပြေအောင်လို့အဲ့ဒါညီမတို့လည်းပြောပြီးတော့ဆရာကိုလည်းပြောပြီးပါအောင်လို့ဆိုတော့ဒါလည်းကိုရဲ့အဆင်ပြေတယ်ဒီကောင်ကဘာမှမဖြစ်ဘူးလေဆိုတော့ okay ပေါ့အားကြောင့်မို့လဲအခုပေါ့နော်ဒါဆိုတော့ဒါ carbon treatment လို့လည်းခေါ်တယ်ဒီ Hollywood ပေါ့ Hollywood laser ပေါ့နော်Hollywood carbon treatment ပေါ့ဒီက Hollywood ကိုဘာလို့တောင်းရလဲဆိုတော့ဒီနိုင်ငံခြားမှာဆိုလို့ရှိရင်ဒါတို့ဒီ Hollywood ဒီ celebrity တွေကတို့ဒီ laser treatment ကိုယူပြီးတော့မှဒါ red carpet တွေပါတွားကြတယ်ဟုတ်ဒါကြီးပေါ့အခုဒီမြန်မာမှာဆိုလို့ရှိရင်ဒါအကိုလိုမျိုးတကယ် celebrity တွေအတွက်လည်းဒါရန်ကိုဒါတင်လျော်နေတာ everybody အတွက်တင်လျော်တယ်ပေါ့ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြစ်မဲ့ဒီ set အသစ်ကြီးဆိုတာကြတော့ဒီမှာကိုဒါလုံးဝ set ကပြောင်းသွားပြီတခုလုံးကိုဒါမဲရောင်ဖြစ်သွားပြီပေါ့နော်ဒီ set နာမည်ကတော့ဒါ Hollywood Spectra ပေါ့အကိုအရင်ကခါတိုင်းပြစ်တဲ့ set ကတော့ဒါ Spectra သူ့ရဲ့ set နာမည်ဟာ set ကတော့ဒါလုံးဝအဖြူရောင်အခုကလည်းလုံးဝသူ့ရဲ့ addition ကဒါမဲရောင်ပြောင်းသွားတာပေါ့နော်အဲ့တော့ကျွန်တော်ပြစ်တာအောင်မပြရသေးဘူး set ကိုကြည့်အောင်နဲ့ set ကလုံးဝ interesting နော် interesting ဆိုတော့အဲ့ဆိုရင်ကျွန်တော်တို့စပြီးတော့မှပြစ်လိုက်ကြရအောင်အဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုစပြီးတော့မှပြစ်ကြည့်နေပေါ့နော်အခုဒီကျွန်တော်ပြစ်မဲ့ဒီပထမအဆင့်အကြတော့ဒီကျွန်တော်တို့လိမ့်ထားတဲ့ကာဗွန်လေးပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ကပို့ပြီးတော့မှအာနိသင်ရှိအောင်လို့
အနွေးတက်လေးပေးရအောင်ပေါ့နော်အခါကျတော့ကိုခံစားချက်ကနွေးနွေးလေးဖြစ်လိမ့်မယ်ပေါ့နော်မမတော့ဟိုနာပါညာတော့မရှိဘူးခဏနွေးလေးခံစားချက်လေးနဲ့မမကြောက်ကြမလို့နော်နည်းနည်းလေးစပြီးတော့မှပြစ်ကြည့်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်ကဒုတိယအဆင့်လေးကိုကျွန်တော်သွားလိုက်မယ်ပေါ့နော်ဒီဒုတိယအဆင့်ကကြတော့အတန်လေးနည်းနည်းလေးကျယ်လိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုဒီလေဆာပြစ်လိုက်တဲ့အခါမှာဒီတင်ထားတဲ့ကာဗွန်ပေါ့ဒီကာဗွန်လေးကတော့ဒီအရေပြားမှာသွားပြီးတော့မှဟိုအပေါ်ရန် cell တွေလေးကိုထည့်ပြီးမှလေဆာရဲ့စွမ်းအင်နဲ့ပေါင်းပြီးတဲ့ခါကြတော့ပေါ့နော်ဆိုတဲ့ခါကျတော့ဒီအပေါ်ရန် cell တွေလေးဖယ်ပြီးတဲ့ခါကျတော့ cell အသစ်လေးပြန်ပြီး transfer လုပ်ပေးမှာပေါ့အဲ့ခါကျတော့အသားကြီးကခါကြောင့်မို့လဲပြန်တင်းလေးဖြစ်သွားစီတာပေါ့နော်အဲ့တော့အခုဒီစပြစ်တဲ့ခါမှာတော့အတန်နည်းနည်းလေးပို့ပြီးကျယ်လိမ့်မယ်နော်စလိုက်ကြမယ်အခုဆိုလို့ရှိရင်တော့ပြီးသွားပြီပေါ့နော်ကိုခံစားချက်ကတော့ဟိုအရင်လေစာထက်ဆိုင်လို့ရှိရင်တော့နည်းနည်းလေးတော့ပို့ပြီးတော့စူးလိုက်မယ်။ဘာကြောင့်မို့လဲဆိုတော့ခါကျတော့ဒီဆက်အစ်စ်ကကြတော့ပိုပြီးမှ powerful ပို့ဖြစ်တယ်။ energy ကပို့ပြီးတော့မှပို့မြင့်တယ်ပေါ့နော်။ဆိုတော့ခါကျနည်းနည်းလေးပို့စူးလိုက်မယ်။ဒါပေမဲ့ပါဆိုတော့ effect ကတော့သူပို့ပြီးတော့မှကောင်းတယ်။နော်။အဲ့တော့ကိုအချိန်ဒီနေ့ဆိုလို့ရှိရင်လည်းဒါကြာလေးဒါပို့ပြီးမှမျက်နှာလေးကပြောင်းလေးနဲ့ glow ဖြစ်လာလေးဖြစ်လိမ့်မယ်ပြီးတော့ဒီတစ်ပတ်နှစ်ပတ်အတွင်းဆိုလို့ရှိရင်လည်းအသားရည်တွေကပို့ပြီးတော့မှကောင်းလိမ့်မယ်ဒီဥပမာအမျိုးသမီးဆိုလို့ရှိရင်ဒီဒေတာဖြစ်ပြီးတော့ဒီ makeup တွေပါလိမ့်ပွဲတက်လို့ရှိရင်ဒါ makeup ဒါတက်တယ်ပေါ့ဆိုတော့ makeup လိမ့်ပို့ပြောင်းကြီးလေးပို့ပြီးတော့မှဖြစ်တယ်ပေါ့နော်ပို့တယ်လုံးဝချောပို့ပြီးမှပို့ငယ်ပို့နုဖြစ်တော့တယ်ဟုတ် thank you ဟုတ် feeling ကဘယ်လိုလဲဆိုတော့အခုကိုဒါဒီမှာမှန်ရှိရကိုပြန်ကြည့်လိုက်တော့တော်လေးပြီးတက်တာပေါ့နော်ဒါကိုမျက်နှာဆိုရင်အသားကြီးကတော်လေးပြီးတာပြောင်းတော့ခုကတော့ဟိုဒီဆက်အသစ်ကြီးကပါဖို့ပုတ်ဖြစ်တဲ့အတွက်နည်းနည်းလေးတော့ပိုဆူးတယ်ဒါပေမဲ့ပြဿနာမရှိဘူးဟိုနောက်နေ့အလုပ်ရှိတဲ့လူတွေအတွက်ပေါ့ဟိုနောက်နေ့သွားစရာလာစရာရှိတဲ့လူတွေအတွက်ဒီ treatment လေးကတကယ်ကိုတက်တောင့်တက်တာနဲ့ပဲမြန်လည်းပြီးတယ်နောက်တက်တောင့်တက်တာနဲ့ပို့ပြီးတော့လည်း effect ရတာပိုမြန်တယ်ပေါ့နော်ဒါကျွန်တော်အမြင်ပါ